muscle fiber ကလူတွေမှာလေ slow twist နဲ့ fast twist ဆိုပြီးတော့နှစ်မျိုးရှိတယ် slow twist ဆိုတာနည်းနည်းလေးပဲသွားတဲ့ကြွက်သား fast twist ဆိုတာအမြန်ဟုံးတိုင်းကျဲပြီးလှုပ်တဲ့ကြွက်သားအခုကင်ညာကလေးတယောက်စင်ကြောင်းသွားလို့ရွာနေပြီးတော့လမ်းမပေါ်မှာရှိတဲ့အကြောင်းကို jogging ပြေးပြီးသွားတယ်သူတို့ရှိမှစပိန်စီးစရာမရှိဘူးလဲစီးစရာမရှိဘူးသူတို့ရဲ့ lifestyle က jogging နဲ့သွားရတာဖြစ်တဲ့အတွက် slow twist က develop ဖြစ်လာတယ်အဲ့ဒါ auto ဖြစ်တာ lifestyle ကြောင့်ပြောင်းလဲသွားတာကင်ညာမှာလူတိုင်းတော်တော်များများဒီ jogging ပြေးတဲ့ခုဥပမာ10မိုင်15မိုင်ပြေးတယ်ဆိုတာသူတို့အတွက် minor လူတိုင်းအတွက်ဘာလို့လဲဆိုတော့ငငယ်ကလေးကခန္ဓာကိုယ်ထဲမှာ slow twist မှာဆရာ develop ဖြစ်နေတယ်ဖွင့်ပြိုးနေတယ်အဲ့ဒါကြောင့်ဒါက training လုပ်စရာမလိုဘဲနဲ့ရတဲ့အကျိုးကျေးဇူးတွေအဲ့ဒါကိုပြောချင်တာfast twist ကြတော့ဘလူဟာတွေမှာဖြစ်လဲဆိုတော့ကျွန်တော်တို့ gym တွေမှာweight တုံးကြီးတွေသွားမှားရတယ် explosive movement တွေပောက်ကွဲအားတွေကောင်းအောင်လို့ကြွက်သားကြီးတွေကြီးလာအောင်လို့အဲ့တော့ဒီနှစ်ခုလုံးကခန္ဓာကိုယ်ထဲမှာရှိပြီးသားကိုလှုပ်တဲ့အလုပ်တွေပေါ်မှာမူတည်ပြီးတော့လူတစ်ယောက်နဲ့တစ်ယောက်ပြောင်းသွားတယ် slow twist များတဲ့လူကများလာတယ် fast twist များတဲ့လူကများလာတယ်အဲ့တော့ fast twist မှာဆိုဒီလုံးကြီးတယ် fast twist မှာဆို develop ဖြစ်တဲ့လူကမာဆယ်ကြီးတယ် slow twist မာဆယ်ဖြစ်တဲ့လူကမာဆယ်ညက်တယ်မာဆယ်သေးသေးလေးနဲ့အဲ့တော့တာဝေးသမားဒီ slow twist မာဆယ်အမျိုးအစားဖြစ်တဲ့အတွက် body ကပိတ်နေမာဆယ်လေးက lean မာဆယ်လို့ခေါ်တယ်မာဆယ်သေးသေးကြစ်ကြစ်လေးအဲ့ဒါ slow twist မာဆယ်သမားအကြာကြီးအလုံးလုံးနိုင်တယ်ဒါပေမဲ့ဖြည်းဖြည်းလေးသွားရတာသူ့ရဲ့ဟုံးတိုင်းပောက်ကွဲလို့မရဘူး fast twist မာဆယ်ကကြွက်သားအကြီးနဲ့ဟုံးတိုင်းပောက်ကွဲလို့ရတယ် speed တွေပြေးထွက်သွားလို့ရတယ်ဒါပေမဲ့ तू ကရေရှည်မခံဘူးခဏလေးပောက်ကွဲပြီးတော့ဟုံးဆိုကုန်သွားတဲ့ဟာမျိုး